မြတ်စွာဘုရားရဲ့ချီးမွမ်းခြင်း2မျိုးနံပါတ်1ချီးမွမ်းခြင်းကအကုသိုလ်တရားတွေဖယ်ရှားနိုင်တယ်ဆိုရင်မြတ်စွာဘုရားချီးမွမ်းတယ်ဒီတဲ့ဥစဉ်ကကြိုပြီးတော့ပြောလိုက်ပြီအကုသိုလ်တရားတွေဖယ်ရှားနိုင်မယ်ဆိုရင်ဗာလဲမြတ်စွာဘုရားချီးမွမ်းတယ်နံပါတ်2ကုသိုလ်တရားတွေပြည့်စုံအောင်ကြိုးစားနိုင်မယ်ဆိုရင်မြတ်စွာဘုရားချီးမွမ်းတယ်အဲ့ဒါဘုရားချီးမွမ်းခြင်း2မျိုးကအဲ့ဒါပဲနော်အကုသိုလ်တွေကိုဖယ်နိုင်မယ်ဆိုရင်ချီးမွမ်းတယ်ကုသိုလ်တွေကိုပြည့်စုံအောင်လုပ်နိုင်မယ်ဆိုရင်ချီးမွမ်းတယ်အဲ့ဒါကိုရှင်သာရိပုတ္တရာဘေးပုံစံကလေးနဲ့ချင်းကပ်ပြီးတော့ပြောထားတယ်ဆိုတာကစိတ်ဝင်စားစရာကောင်းတယ်နော်တလုံးချင်းကလေးဒီကနေ့တရားကတော့ဦးဇင်းတို့ဝိသုဇလန်းနေလည်းသိပါမှာမဟုတ်ဘူးနော်ဒါပေမဲ့ဒီပါဠိတော်လေးတွေကိုကစားဦးဇင်းကသဘောကျတာဟုတ်လားအေးပထမမြတ်စွာဘုရားချီးမွမ်းတဲ့အကုသိုလ်တွေဖေရှားခြင်းကိုမြတ်စွာဘုရားချီးမွမ်းတယ်ဆိုတာလေးကိုရှင်သာရိပုတ္တရာကိုရမြတ်ကြီးဘယ်လိုအမိန့်ရှိလဲဆိုတော့အာဟုသောငါရှင်တို့စစင်စစ်သောကအကုသလေဓမ္မေအကုသိုလ်တရားတို့ကိုဥပါဒံပစ္စံပြည့်စုံစေ၍ဝိဟာရတော်နေသောပုဂ္ဂိုလ်ဤဒိဋ္ဌိဝဓမ္မေမျက်မှောက်ဘဝ၌တော်လဲဒုက္ခဒုက္ခချမ်းသာသောသဘောရှိသည်အဝိကာတော်ကိုယ်စိတ်ဆင်းရဲခြင်းမရှိသည်အနုပါယသောကိုယ်စိတ်ပင်ပန်းခြင်းမရှိသည်အပရိလာဟောတကိုယ်လုံးလောင်မြိုက်ခြင်းမရှိသည်အဘဝိတအကယ်၍ဖြစ်냐အံကာယတခန္ဓာကိုယ်ဤပေရာပျက်စီးခြင်းကြောင့်ပရမရဏစကွယ်လွန်သည်မှနောက်ကာလ၌လည်းသူကတိန်ကောင်းတဲ့ဘုံဘဝဘုံဌာနကိုပါတိကင်္ခအလိုရှိအပ်သည်အဘဝိတအကယ်၍ဖြစ်냐အံဘဂဝါမြတ်စွာဘုရားသည်အကုသလနံဓမ္မနာအကုသိုလ်တရားတို့ဤပဟာနံပယ်ရှားခြင်းကိုနဝန္နေယချီးမွမ်းတော်မမူရာသူကဘယ်ကစပြောလဲဆိုတော့ငါရှင်တို့တဲ့တကယ်လို့များတိတ်တကယ်လို့များဆိုတဲ့စကားလေးကိုမှတ်ထားနော်တကယ်လို့များအကုသိုလ်တရားတွေဟာနေခြင်းဒီပြစ္ဆုတ်ပံအခိုက်အတန့်နေခြင်းဒီဘဝမှာနော်ချမ်းသာမယ်စိတ်တည်သက်သာမယ်ဟုတ်လားအေးအေးချမ်းချမ်းရှိမယ်ပြစ္ဆုတ်ပံမှာလည်းချမ်းသာမယ်သိပြီးတဲ့နောက်မှာလည်းပဲကောင်းတဲ့ဘဝကိုရောက်မယ်အဲ့ဒါလို့အကုသိုလ်တရားတွေဟာတကယ်လို့များဒီဘဝလည်းချမ်းသာမယ်နောက်ဘဝလည်းကောင်းတဲ့ဘဝကိုရောက်မယ်ဆိုလို့ရှိရင်တဲ့အဲ့ဒီအကုသိုလ်တရားတွေဒီလောက်ကောင်းနေမှတော့အဲ့ဒီအကုသိုလ်တရားတွေပယ်ရှားခြင်းကိုမြတ်စွာဘုရားချီးမွမ်းတော်မမူလျာတဲ့ဟုတ်ဒါလေးကိုသူကအရင်ပြောမှအကုသိုလ်တရားတွေရဲ့ဆင်းရဲစေနိုင်တဲ့အကြောင်းကိုပေါ်လွင်စေခြင်းလို့အရှင်မြတ်ကြီးကအဲ့လိုစပြောတာနော်ပြန်ပြောမယ်နော်အကုသိုလ်တရားတွေဟာတကယ်လို့များပြစ္ဆုတ်ပံလဲစိတ်ချမ်းသာကိုချမ်းသာနဲ့ကြည်ကြည်လင်လင်တက်တောင့်တက်တာရှိမယ်ဟုတ်လားတန်တရားမှာလေးပဲကောင်းတဲ့ဘဝတွေကိုရမယ်ဆိုရင်အကုသိုလ်တရားတွေကိုပယ်ရှားတဲ့နေရာမှာမြတ်စွာဘုရားဘယ်ချီးမွမ်းမှမလဲတဲ့ဒီလောက်ကောင်းနေတာပယ်ရမလို့ဘူးလေဆိုလိုတာကဟုတ်လားအခုတော့အဲ့လိုမဟုတ်ဘူးတဲ့အာယတမန္တနာအာဟုသောငါရှင်တို့ယတမသာခောအကျင့်ကြောင့်ကအကုသလေဓမ္မေအကုတို့ကိုဥပဒံပစ္စံပြည့်စုံစေ၍ဝိဟာရတော်နေထိုင်သောပုဂ္ဂိုလ်၏ဒိဋ္ဌိစေဝဓမ္မေမျက်မှောက်ဘဝ၌လည်းပဲဒုက္ခဆင်းရဲခြင်းသဘောရှိသောသဝိကာတော်ကိုစိတ်ဆင်းရဲခြင်းနဲ့တကွဖြစ်သောသဥပါယသောပြင်းစွာပင်ပန်းခြင်းနဲ့တကွဖြစ်သောသပရိလာဟောတကိုယ်လုံးလောင်မြိုက်ခြင်းနဲ့တကွဖြစ်သောနေထိုင်ဝိဟာရောနေထိုင်ရခြင်းသည်ဟောတိဖြစ်၏ကာယတခန္ဓာကိုယ်ဤဘေရာပျက်စီးခြင်းကြောင့်ပရမရဏစသေလွန်သည်မှနောက်ကာလ၌လည်းဒုက္ခတိမကောင်းတဲ့ဘုံဘဝဘုံဌာနကိုပါတိကင်္ခာရအကုန်၏တသမထိုကြောင့်ဘဂဝါမြတ်စွာဘုရားရှင်ကိုတော်မြတ်ကြီးသည်အကုသလနာဓမ္မနာအကုသိုလ်တရားတို့၏ပဟာနံပေရှားခြင်းကိုဝန်နေတိချီးမွမ်းတော်မူပြီတလုံးရင်းကိုတော်တော်ကောင်းတယ်လို့ထင်တယ်နော်အခုတော့တဲ့အကုသိုလ်တရားတွေဟာပြစ္ဆုတ်ပံမှာလည်းပဲအင်မတန်ဆင်းရဲတယ်ဟုတ်လားဘယ်လိုဆင်းရဲလဲဆိုတော့သူကလေးလုံးလောက်ပြောတယ်ဗျနော်အကုသိုလ်တရားတွေနဲ့သာနေမယ်ဆိုရင်တဲ့ဒိဋ္ဌိစေဝဓမ္မေအခုနေစေအခိုက်အတန့်နေနေရတဲ့ဒီဘဝမှာကိုပဲဒုက္ခဆင်းရဲတယ်တဲ့ဘယ်ပုံစံဆင်းရဲလဲဆိုတော့အသေးစိတ်ဆက်ပြောတယ်နော်ဘယ်ပုံစံဆင်းရဲလဲဆိုတော့သဝိကာတော်တဲ့ကိုရောစိတ်ရောဆင်းရဲတယ်တဲ့အကုသိုလ်စိတ်တွေအကုသိုလ်တွေရှိမယ်ဆိုရင်ဟုတ်လားအေး
ဥပါယသောပြင်းစွာပင်ပန်းမယ်တဲ့အကုသိုလ်ကကြီးရင်ကြီးသလောက်ပေါ့နော်အကုသိုလ်ကြီးရင်ကြီးသလောက်ပြင်းစွာပင်ပန်းမယ်ပရိလာဟောတကူလုံးမီးရှို့ခံထားရတယ်လို့မျိုးလောင်မြိုက်နေမယ်တဲ့အဲ့တော့ထိပြောရနော်ဒီဒါပြစ္ဆုတ်ပံမှာဆင်းရဲခြင်းကိုမြတ်စွာဘုရား၄လုံးပြောတာဟုတ်လားအကုသိုလ်တရားတွေနဲ့လာပြည့်စုံမယ်ဆိုရင်ဒုက္ခဆင်းရဲမယ်ဝိကာတော့ကိုရောစိတ်ရောဆင်းရဲမယ်ဥပါယတော့ပြင်းပြင်းထန်ထန်ပူလောင်မယ်ပရိလာဟောတကူလုံးလောင်နှိုက်ထားတယ်လို့ဖြစ်နေမယ်တဲ့ဒါရင်လားဆိုတော့ဒီခန္ဓာကိုယ်ကြီးပြည့်စည်လို့တည်တဲ့အခါမှာလည်းပဲဒုက္ခတိမကောင်းတဲ့ဘဝကိုပါတိကင်ခါရအပ်တယ်တဲ့နော်အဲ့ဒါလို့အခုလည်းမကောင်းနောင်လည်းမကောင်းတဲ့အတွက်ကြောင့်အင်မတန်ဆိုးတဲ့အတွက်ကြောင့်အဲ့ဒီအကုသိုလ်တရားတွေကိုပယ်နိုင်ရင်ပယ်နိုင်တယ်လို့မြတ်စွာဘုရားကချီးမွမ်းပါတယ်တဲ့ဟုတ်လားဒါကြောင့်တရားဓမ္မပေါင်းသူတော်ကောင်းတို့နော်ပြစ္ဆုတ်ပံလည်းဆင်းရဲစေသောတန်တရားလည်းဆင်းရဲစေသောကိုယ်ဘဝအတွက်အင်မတန်ကြောက်เสียကောင်းတဲ့အန္တရာယ်ကြီးတဲ့အရာဟာဘာလဲလို့မေးလို့ရှိရင်အကုသိုလ်တရားတွေပဲလို့နားလည်ရတယ်အကုသိုလ်ကလည်းအကျဉ်းမြင်အဖြစ်စိတ်ထဲမှာဖြစ်တဲ့အကုသိုလ်နှုတ်ပေါ်မှာဖြစ်တဲ့အကုသိုလ်လက်ပေါ်မှာဖြစ်တဲ့အကုသိုလ်လို့ကံသုံးပါမရှိဘူးလားရှိတယ်နော်အကုသိုလ်ရဲ့နယ်ကအကျယ်ကြီးနောက်တန်နေခိုးနေမှာအကုသိုလ်လို့မအောင်မင်းနဲ့ယုံရင်ကြံထမ်းတဲ့စကားတွေလိမ့်လေတဲ့စကားတွေပြောနေမှာအကုသိုလ်လို့မအောင်မင်းနဲ့စိတ်ထဲမှာမကြည်လေတာတွေဖြစ်နေတယ်မမောမှုတွေဖြစ်နေတယ်မာနတွေမနာလိုမှုတွေဝန်တုံမှုတွေဒါတွေရှိနေမယ်ဆိုရင်လည်းဒါပါလေအကုသိုလ်ပဲအဲ့တော့အဲ့ဒီအကုသိုလ်တရားတွေဆိုတာအခုအရှင်မြတ်ကြီးကပြောတယ်နော်ပြစ္ဆုတ်ပံလည်းဆင်းရဲတယ်တန်တရားလည်းမကောင်းတဲ့ဘဝကိုရှားတတ်တယ်ဒါကြောင့်အဲ့ဒါလိုအပြစ်တွေရှိတဲ့အတွက်ကြောင့်အကုသိုလ်ကိုဖယ်ရှားနိုင်ရင်ဖယ်ရှားနိုင်တယ်လို့မြတ်စွာဘုရားချီးမွမ်းပါတယ်တဲ့အဲ့တော့ဒါပထမချီးမွမ်းခြင်းပေါ့နော်သူပြောတာလေးကထိရအောင်ပြောတာနော်အကုသိုလ်တွေဟာတကယ်လို့များပြစ္ဆုတ်ပံလည်းချမ်းသာတယ်တန်တရားလည်းကောင်းတဲ့ဘဝရခဲ့မယ်ဆိုရင်အကုသိုလ်ဖယ်ရှားခြင်းကိုမြတ်စွာဘုရားချီးမွမ်းပါအခုတော့အဲ့ဒါလို့ဟုတ်သလားမဟုတ်ဘူးအကုသိုလ်တရားတွေဖြစ်မိရင်ပြစ္ဆုတ်ပံမှာလည်းဆင်းရဲပူလောင်ရတယ်တန်တရားမှာလည်းမကောင်းတဲ့ဘဝတွေကိုရတယ်ဒါကြောင့်အကုသိုလ်တွေဟာမကောင်းတဲ့အတွက်ကြောင့်အဲ့ဒီတရားတွေကိုပယ်နိုင်ရင်မြတ်စွာဘုရားချီးမွမ်းပါလေတဲ့ဒါဘုရားချီးမွမ်းခံရတဲ့ပုဂ္ဂိုလ်တွေဖြစ်အောင်ကြိုးစားခြင်းနဲ့စိတ်ရှိအောင်ဒါဥစဉ်တို့ပြောကြည့်တာဟုတ်လားဆရာတော်ဥပုပ်ပြောတဲ့စကားလေးလည်းကြားဘူးတယ်မဟုတ်လားဘယ်သူကဲ့ရဲ့ရဲ့ဘုရားမကဲ့ရဲ့အောင်နေချီးမွမ်းခြင်းကဲ့ရဲ့ခြင်းဆိုတာဆန့်ကျင်ဘက်ပဲမဟုတ်လားတကယ်လို့အကုသိုလ်တရားတွေကိုဖယ်နိုင်တာကိုမြတ်စွာဘုရားကချီးမွမ်းတယ်ဆိုတော့အကုသိုလ်တရားတွေကိုမဖယ်နိုင်ဘူးဆိုရင်တော့ဘာလုပ်မလဲကဲ့ရဲ့မှာပေါ့ဟုတ်လားအကုသိုလ်တရားတွေမဖယ်နိုင်ဘူးဆိုရင်ကဲ့ရဲ့မှာပေါ့အဲ့တော့ဒါကလည်းဆန့်ကျင်ဘက်တွေးဖို့ပေါ့ဟုတ်လားအဲ့တော့မြတ်စွာဘုရားရဲ့ပထမချီးမွမ်းခြင်းအကုသိုလ်တွေကိုဖယ်ရှားနိုင်ခြင်းကိုမြတ်စွာဘုရားချီးမွမ်းပါလေကဲဒုတိယချီးမွမ်းခြင်းကခုနကပြောခဲ့ပြီကုသိုလ်တရားတွေနဲ့ပြည့်စုံခြင်းကိုမြတ်စွာဘုရားချီးမွမ်းတယ်အဲ့ဒါကိုလည်းပဲအရှင်မြတ်ကြီးကဘယ်လိုပြောလဲဆိုတော့အာဟုသောငါရှင်တို့ကုသလေဓမ္မေကုသိုလ်တရားတို့၌ကုသလေဓမ္မေကုသိုလ်တရားတို့ကိုဥပဒံပစ္စံပြည့်စုံစေ၍ဝိဟာရတော်နေသောပုဂ္ဂိုလ်ဤဒိဋ္ဌိစေဝဓမ္မေမျက်မှောက်ဘဝ၌တော်လေဒုက္ခဆင်းရဲသောသဘောရှိသောသဝိကံတော်ကိုစိတ်ဆင်းရဲခြင်းနဲ့တကွဖြစ်သောသဥပါယသောပြင်းစွာပင်ပန်းခြင်းနဲ့တကွဖြစ်သောပရိလာဟောတကိုယ်လုံးလောင်မြိုက်ခြင်းနဲ့တကွဖြစ်သောဝိဟာရောနေထိုင်ရခြင်းသည်အဘဝိတအကယ်၍ဖြစ်냐အံကာယတခန္ဓာကိုယ်ဤပေရာပြရှိခြင်းကြောင့်ပရမရဏစကွယ်လွန်သည်မှနောက်ကာလ၌လည်းဒုက္ခတိမကောင်းသောဘုံဘဝဘုံဌာနကိုပါတိကင်္ခာရအပ်သည်အဘဝိတအကယ်၍ဖြစ်냐အံကုသလနံဓမ္မနာကုသိုလ်တရားတို့ဤဥပတံပဒံပြည့်စုံခြင်းကိုဘဂဝါမြတ်စွာဘုရားသည်နဝန္ဒီယချီးမွမ်းတော်မမူရာဒါကြတော့လည်းပဲရှင်သာရိပုတ္တရာကဆန့်ကျင်ဘက်အဓိပ္ပာယ်လေးကိုယူပြီးတော့ပြောတာငါရှင်တို့တဲ့တကယ်လို့များကုသိုလ်တရားတွေဟာဒီဘဝမှာလည်းပဲဆင်းရဲတယ်ပူလောင်နေတကူလုံးလောင်မြိုက်ထားသလိုမသက်မတန်ဖြစ်နေမယ်သိပြီးတဲ့နောက်မှာလည်းပဲမကောင်းတဲ့ဘဝတွေကိုရခဲ့မယ်ဆိုလို့ရှိရင်ဒီကုသိုလ်တရားတွေနဲ့ပြည့်စုံခြင်းကိုမြတ်စွာဘုရားပဲချီးမွမ်းမှမလဲတဲ့ဟုတ်လားဆိုလိုတာကကုသိုလ်တရားတွေဟာအခုလည်းပဲဆင်းရဲတယ်
နောင်လေးပဲမကောင်းတဲ့ဘဝကိုပို့မယ်ဆိုရင်ဒီကုသိုလ်တရားတွေပြည့်စုံနေလို့အချီးနှီးပဲလေဟုတ်လားဒါကြောင့်မြတ်စွာဘုရားကကုသိုလ်တရားဟာတကယ်လို့များအခုလည်းမကောင်းဘူးနောင်လည်းမကောင်းဘူးဆိုရင်ကုသိုလ်တရားနဲ့ပြည့်စုံခြင်းကိုဘာချီးမွမ်းစရာအကြောင်းမှမရှိပါဘူးတဲ့အခုတော့အဲ့ဒါလို့မဟုတ်ဘူးအဲ့ဒါလို့မဟုတ်ခဲ့ဘူးနော်ယတမစာခောအကျင့်ကြောင့်ငါကုသလေဓမ္မေကုသိုလ်တရားတို့ကိုဥပါဒံပိစ္ဆံပြည့်စုံစေ၍ဝိဟာရတော်နေသောပုဂ္ဂိုလ်ဤဒိဋ္ဌိစေဝဓမ္မေမျက်မှောက်ဘဝ၌လည်းပဲသူခောချမ်းသာသောသဘောရှိသည်အဝိခန္တောကိုယ်စိတ်နှစ်ပါးဆင်းရဲခြင်းမရှိသည်သဥပါယသောအဥပါယသောအနုပါယသောကိုယ်စိတ်ပင်ပန်းခြင်းမရှိသည်အပရိလာဟောတကိုယ်လုံးလောင်မြတ်ခြင်းမရှိသည်ဟောတိဖြစ်၏ကာယနာခန္ဓာကိုယ်ကြီး၏ဘေးဒဏ်ပျက်စီးခြင်းကြောင့်ပရမတနာစကွဲလွန်သည်မှနောက်ကာလ၌လည်းသူကတိကောင်းတဲ့ဘုံဘဝဘုံဌာနကိုပါဠိကင်ခါရအကုန်၏တတ္တမတို့ကြောင့်ဘဂဝါဘုံတော်ကြီးတော်မူသောမြတ်စွာဘုရားသည်ကုသလနာဓမ္မနာကုသိုလ်တရားတို့ရဲ့ဥပသံဝရံပြည့်စုံခြင်းကိုဝန်နေတိချီးမွမ်းတော်မူပြီတကယ်စင်စစ်တော့ကုသိုလ်တရားတွေဟာအခုလည်းပဲပြစ္ဆုတ်ပံဘဝမှာလည်းပဲချမ်းသာတယ်ကိုယ်စိတ်ချမ်းသာတယ်ပင်ပန်းခြင်းမရှိဘူးလောင်မြိုက်မှုမရှိဘူးနေရထိုင်ရတာသက်သာတဲ့သဘောရှိတယ်ဟုတ်လားပြစ္ဆုတ်ပံလည်းကောင်းတယ်ပေါ့နော်တန်လျာမှာလည်းပဲကောင်းတဲ့ဘဝတွေကိုရစေနိုင်တဲ့အတွက်ကြောင့်ကုသိုလ်တရားတို့နဲ့ပြည့်စုံခြင်းကိုမြတ်စွာဘုရားချီးမွမ်းပါတယ်တဲ့ပြောပုံကလေးမကောင်းဘူးလားကောင်းတယ်ကုသိုလ်တရားတွေဟာတကယ်လို့များဒီဘဝလည်းမကောင်းဘူးနောက်ဘဝလည်းမကောင်းဘူးဆိုရင်ကုသိုလ်နဲ့ပြည့်စုံခြင်းကိုချီးမွမ်းစရာအကြောင်းမရှိပါဘူးဒီလိုပြောတာဟုတ်လားအခုတော့အဲ့ဒါလိုမဟုတ်ဘူးကုသိုလ်တရားတွေနဲ့ပြည့်စုံခဲ့မယ်ဆိုရင်အခုလည်းချမ်းသာတယ်နောင်လည်းကောင်းမယ်ဒါကြောင့်ကုသိုလ်တရားတွေနဲ့ပြည့်စုံခြင်းကိုမြတ်စွာဘုရားချီးမွမ်းပါတယ်လို့ဒါဖေရရဲ့ပါလေဒုတိယချီးမွမ်းခြင်းဟုတ်ရဲ့လားဒါကြောင့်ဒကာကြီးမိုင်များအင်မတန်အခြေခံကြတဲ့တရားတွေကြီးပဲလို့ထင်တယ်ဒီနေ့ဟောတဲ့တရားကနော်စောတော်တုန်းကလည်းပဲမိမိတို့ကိုယ်တိုင်ဆွဲလန်းနေတယ်ဆွဲလန်းတဲ့အရာတွေကလည်းတေချာပေါက်ပျက်စီးမယ်တေချာပေါက်လည်းဆွဲလန်းတယ်တေချာပေါက်လည်းပျက်စီးမယ်ဒါကြောင့်တေချာပေါက်လည်းဆင်းရဲကြရလိမ့်မယ်အဲ့ဒီပြဿနာအဲ့ဒီကိစ္စကိုပေါ်မတွေးသင့်ပါဘူးဟုတ်လားအဲ့ဒီအပိုင်းလည်းအရေးကြီးတာပဲနော်အခုဆက်ပြီးတော့ပြောတဲ့ချီးမွမ်းခြင်းနှမျိုးကလည်းပဲမြတ်စွာဘုရားရဲ့အခြေခံကြတဲ့တရားတွေလို့ပြောလို့မရဘူးလားရတယ်ဘာတွေကိုချီးမွမ်းလဲအကုသိုလ်ကိုဖယ်ရှားခြင်းကိုချီးမွမ်းတယ်ကုသိုလ်တရားတွေပြည့်စုံခြင်းကိုချီးမွမ်းတယ်အဲ့ဒီမှာ